ဖရာတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုယ်ဝယ်စိကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဖရာတရားတန်ခါကိုကိုယ်ွယ်စိကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားယေကေစိဗုဒ္ဓံတရဏံကတာတေနတ္တေခမိတ်တန္တိအပါယဘုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည်ရဲ့နဲ့တရဏဂုံစိကတ်တဲ့ပုဂ္ဂိုလ်အပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတူကဘုရားဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တန်ခါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုပ်သားတဲ့နော်ရေလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့တေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလာထင်တာပဲဒါတဘာဝကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲသူလည်းတေကနီးကြတော့သူလှုပ်လာခဲ့တာငါးတွေဖန်သက်ရောင်းချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှိရင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးပါမင်းဘဝကိုကောင်းအောင်ငါချပေးတာလေးလိုက်ဆိုမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆိုလိုက်တယ်သံဃာတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောဘေးကပြုတ်ကျသွားပြီးရှားကလေးသွားတော့မဆိုနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်းနဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့သေသွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံပစုနတ်သွားဖြစ်တယ်နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနေသွားဖြစ်တယ်အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်အရှင်ဘုရားတဲ့သူဘုံပစုနတ်ဖြစ်တဲ့အကြောင်းပြောတယ်အရှင်ဘုရားကငါးပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာခုတော့အရှင်ဘုရားကတန်ခါတရဏံကိစ္ဆာမိတင်ဆုံးသက်သွားတာဆိုတော့ယဟန္တာကြီးကပြောတယ်မင်းမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါမင်းမဆိုနိုင်တော့အဲ့ဒါတေဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်တရဏလို့ခေါ်တာအဲ့ဒါလိုကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့